Santo Amen. Yancha Santo Amen. ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်လူထုချစ်ပြုဘိုးဌာနဗဟန်း Community Center ခမ်းမ၌ AI နည်းပညာနှင့်စာကြည့်တဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကိုယခုလ23ရက်နေ့နက်9:00 နာရီချိန်ကကျင်းပခဲ့ကြောင်းသိရပါတယ်။အဆိုပါသင်တန်းဖွင့်ပွဲကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီးရာဝန်ကြီးဦးစောချက်ကော့ထူတိုင်းဒေသကြီးစာကြည့်တဲ့များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များစာကြည့်တဲ့အသင်းအဖွဲ့များတိုင်းဒေသကြီးစင်ဌာနဆိုင်ရာများခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရက်ကွက်ကြီးရွာစာကြည့်တဲ့မှုများတက်ရောက်ခဲ့ကြပါတယ်။ဦးစွာတိုင်းဒေသကြီးရာဝန်ကြီးဦးစောချက်ကော့ထူကအဖွဲ့မှစကားပြောကြားရာတွင်ပြည်သူများအသိပညာအတွေးခေါ်မြင့်မားစေရေးထောက်ကူဖြစ်စေတဲ့ရက်ကွက်ကြီးရွာစာကြည့်တဲ့တွေရှင်သန်ဖွံ့ဖြိုးဖို့အတွက်အစိုးရအစစ်စစ်သောစာကြည့်တဲ့ကြီးကြပ်ရေးကော်မတီများစာကြည့်တဲ့မှုများနှင့်ပြည်သူများကပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်းယခုသင်တန်းသို့တက်ရောက်ကြမည့်သင်တန်းသူသင်တန်းသားများအနေဖြင့်တက်ရောက်သည့်သင်တန်းကာလမှာသင်တန်းကပို့ချတဲ့ AI နည်းပညာနှင့်ဆက်ဆက်ပြီးစာကြည့်တဲ့ပညာရပ်များကိုစူးစမ်းသင်ယူပြီးမိမိစာကြည့်တဲ့တွေမှာပြန်လည်အသုံးချဖို့ရန်အတွက်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးစာကြည့်တဲ့များကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌဦးမောင်မောင်ဦးကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီးခန္ဓာကိုတက်ရောက်လာကြသူများကစုပေါင်းမှတ်တမ်းတင်တပ်မွေးရကူခဲ့ကြောင်းသိရပါတယ်။ AI နည်းပညာနှင့်စာကြည့်တဲ့သင်တန်းတွင်သင်တန်းသူသင်တန်းသားဦးရေ50ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာမတ်လ23ရက်မှမတ်လ26ရက်ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။